ရှင်တထေးသမီးမို့တွေးကြည့်နေသလားဖြေတော်မူစမ်းွယ်တို့တွေငယ်စဉ်တုန်းကကြောင်းသွားပေါ်တငယ်ချင်းတွေထဲနေရဲ့ငါရဲ့တန်ရောစီကြီးပုံဝေမဲ့မုံမလေးများတော့ဝဲဝဲပြီးတခုရရင်တစ်ပိုင်းစားတယ်နင့်မိပါရင်းငါနဲ့တွေ့လို့နင်းကိုရိုက်တော့ငါငိုရသေးတယ်ဩဘသူတွေချုပ်ချဲပေမဲ့တို့များချစ်ဟာမြတ်တာမပြတ်ပါရဲ့ကုံကြီးရှင်ထေးသမီးမို့တွေးကြည့်နေသလားဖြေတော်မူစမ်းွယ်တို့တွေငယ်စဉ်တုန်းကကြောင်းသွားပေါ်တငယ်ချင်းတွေထဲနေရဲ့ငါရဲ့တန်ရောစီကြီးပုံဝေမဲ့မုံမလေးများတော့ဝဲဝဲပြီးတခုရရင်တစ်ပိုင်းစားတယ်နင့်မိပါရင်းငါနဲ့တွေ့လို့နင်းကိုရိုက်တော့ငါငိုရသေးတယ်ဩဘသူတွေချုပ်ချဲပေမဲ့တို့များချစ်ဟာမြတ်တာမပြတ်ပါရဲ့ဘောဝိညာဉ်မှာနင့်မျက်လုံးအချီကအချစ်ဟုံးလွှမ်းလို့ဆွဲလန်းညီတွေအပြူဘောဝိညာဉ်မှာနင့်မျက်လုံးအချီကအချစ်ဟုံးလွှမ်းလို့ဆွဲလန်းညီတွေသက်တာမမေ့နိုင်အောင်ခွဲနေပေးခဲ့တဲ့လက်ဆောင်လေးရဲ့စပူရည်ရွှေရေးစိတ်သေးချဲထားတဲ့လက်စုပ်ကလေးကိုွယ်အသက်နဲ့မကွာသိငယ်ပေမဲ့ရင်ပါချင်းမီဘယ်သို့ငြိမ့်နိုင်မဲကုံကြီးရှင်ရဲ့တစ်ဖက်သက်စိတ်နိုင်အားရလွယ်နေတဲ့ပန်းမို့မနှောင်းဝင်ပြီွယ်ရက်ခဏမှုဂုံမှန်တွေစောင့်နေကုံကြီးရှင်ရဲ့တစ်ဖက်သက်စိတ်နိုင်အားရလွယ်နေတဲ့ပန်းမို့မနှောင်းဝင်ပြီွယ်ရက်ခဏမှုဂုံမှန်တွေစောင့်နေမျောမိုးစုံငါချစ်ခံငယ်ကေလုံးလို့ဒီဘဝတွင်ချစ်စနီကုန်အဆုံးသတ်စေဖို့မြတ်ဖရာထံမှာခါကဆုတောင်းနေကုံကြီးရှင်လိုရင်းသေးရင်မောင်သေးတွေခွဲဝေပြီးမဲ့ကြည်ပြူပါရဲ့ယုံမှာသက်ထားရဲ့ယူမောဝိညာဉ်မှာနင့်မျက်လုံးအကြည့်ကအချစ်ဟုံးလွှမ်းလို့ဆွဲလန်းညီတွေအပြူမောဝိညာဉ်မှာနင့်မျက်လုံးအကြည့်ကအချစ်ဟုံးလွှမ်းလို့ဆွဲလန်းညီတွေသက်တာမမေ့နိုင်အောင်ခွဲနေပေးခဲ့တဲ့လက်ဆောင်လေးရဲ့စပူရည်ရွှေရေးစိတ်စီချဲထားတဲ့လက်စုပ်ကလေးကိုွယ်အသက်နဲ့မကွာသိငယ်ပေမဲ့ရင်မချင်းမီဘယ်သို့ငြိမ့်နိုင်မဲကုံကြီးရှင်ရဲ့တစ်ဖက်သက်စိတ်နိုင်အားရရွယ်နေနာပန်းမို့မနှမ်းဝင်ပြီကွယ်ရက်ခဏမှုဂုံမှန်တွေစောင့်နေကုံကြီးရှင်ရဲ့တစ်ဖက်သက်စိတ်နိုင်အားရရွယ်နေနာပန်းမို့မနှမ်းဝင်ပြီကွယ်ရက်ခဏမှုဂုံမှန်တွေစောင့်နေမျောစုမာချစ်ကငယ်ကေလုံးလို့ဒီဘဝတွင်ချစ်စနီကုန်အ
ဆုံးသတ်စီဖို့မြတ်ဖျားထံမှာခါကားဆုတောင်းတယ်ကုန်ကြီးရှင်လိုရင်းသေးရင်မောင်အသေးတွေခွဲဝေပြီးမယ်ကြည်ပြူပါရဲ့ယူမှာသက်ထားရဲ့